နေတိုင်းအိမ်ကမထွက်ခင်ဒီကြောက်တက်တဲ့လူကနှက်တွေထွက်လာတဲ့အထိနှာခေါင်းကိုညှစ်ထုတ်လေးရှိတယ်ပြီးတော့လေကားပေါ်ကနေအမြဲလင်းကြပြလိုက်တာကြောင့်လူတိုင်းကသူ့ကိုညမပြည့်သူတယောက်လို့ထင်မှတ်နေကြပါတယ်ဒါပေမဲ့တကယ်တော့ဒီလူဟာရှိုးဝက်မစ်ရှင်တစ်ခုထမ်းဆောင်နေတဲ့မြောက်ကိုရီးယားထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်မင်းဟိုဖြစ်ပါတယ်သူကညမပြည့်သူတယောက်ဖြစ်ဟန်ဆောင်ပြီးတောင်ကိုရီးယားနိုင်ငံထဲကိုမြင့်မြင့်တက်တဲ့အထောက်ထားနဲ့ခိုးဝင်လာခဲ့တာပါသူနေထိုင်တဲ့ဆိုင်ပိုင်ရှင်ကသူ့ပေါ်အရန်ကောင်းပြီးလာတိုင်းလာစားတောင်ပေးပါသေးတယ်နှစ်တွေကြာကြီးအလုပ်လုပ်ပြီးတဲ့နောက်မင်းဟိုဟာဝန်လေးတန်းကျော်စုမိနေပါပြီအချိန်ကြာလာတာနဲ့အမျှသူဘသူလဲဆိုတဲ့သူဘသူညမှန်ကိုတောင်မေ့လို့နီးပါးဖြစ်လာခဲ့တယ်ပြီးတော့ယိုနာလို့ခေါ်တဲ့သူသဘောကျရတဲ့ကောင်မလေးတယောက်နဲ့လည်းဆုံတွေ့ခဲ့ပါတယ်ဒါပေမဲ့သူကယိုနာကိုမကြာခဏငေးကြည့်လုံးလို့ယိုနာရဲ့အကိုကဝေးဝေးနေကိုသူ့ကိုတတိပေးခဲ့ပါတယ်မင်းဟိုကသူဘသူညမှန်ကိုထုတ်ဖော်မပြောနိုင်တဲ့အတွက်ငြိမ်နေပြီးတောင်းပန်လိုက်ရပါတယ်တနေ့နေ့လေခင်းမှာအမျိုးသမီးတယောက်ဆိုင်ထဲဝင်လာပါတယ်မင်းဟိုအရန်လန့်သွားပြီးနေရာတကာကိုနှက်တွေညှစ်ထုတ်လိုက်ပါတော့တယ်အဲ့ဒီနောက်ဂျင်ဘေဆိုတဲ့နောက်ထပ်မျိုးသားတယောက်ပေါ်လာပါတယ်သူကလည်းနှစ်ပေါင်းများစွာပုံအောင်နေတဲ့သူပါဒါပေမဲ့16နှစ်ကြာတဲ့အထိဘာသာဝင်မှမရရှိတော့တဲ့အတွက်သူလက်လျှော့ထားလိုက်ပါပြီးဂျင်ဘေရဲ့ရှေ့ရောက်မှပဲမင်းဟိုကအယူလောက်တာကိုရက်တက်နိုင်ပါတယ်ညဘက်ရောက်တော့မင်းဟိုကသူ့လိုရိုးလို့စင်အတိုင်းအယူလောက်ပြီးလမ်းပေါ်မှာတေးပေါက်ခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီအချိန်မှာပဲယိုနတ်ကအဲ့ဒါကိုမြင်သွားပါတယ်သူ့ပုံရိပ်တော့လုံးဝပျက်စီးသွားပါပြီနောက်တော့မင်းဟိုလမ်းမှာယိုနတ်နဲ့ပြန်တွေ့ပါတယ်သူရှင်းပြချင်နေတော့မှပဲရုတ်တရက်ယိုနတ်ရဲ့အကိုရောက်လာပြီးသူ့ကိုမြေကြီးပေါ်လက်ချလိုက်ပါတယ်ဆိုင်ပိုင်ရှင်ရဲ့သားကဒီမြင်ကွင်းကိုကြည့်နေခဲ့ပါတယ်သူကမင်းဟိုကိုနောက်တစ်ခါအနှောင့်အယှက်မခံရအောင်ကိုခံပညာတချို့သင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မင်းဟိုကထူးတပ်ဖွဲ့ဝင်ဟောင်းတူဖြစ်တယ်ဆိုတာကိုအဲ့ဒီလူလုံးဝမသိခဲ့ပါဘူးသူ့မှာလူသေးစေနိုင်တဲ့စွမ်းရည်တွေအများကြီးရှိနေခဲ့တာပါ